္ဂလာပါကျွန်တော်ပုံပြင်နေပုတ်ကြိုပြမယ်ပုံပြင်နာမည်ကဘီဒင်နဲ့လက်တွေ့လို့ပေးထားပါတယ်ဟိုးရှိရခါကဘီဒင်ဟောစားတဲ့ပုံနာတူရှိတယ်တဲ့သူစီဘီဒင်လာမေးတဲ့သူတိုင်းမှန်လွန်းလို့စုတွေလက်တွေပြီးချီချူးထော်မနာပြုတ်ပြီးမြှောက်စားကြတယ်တဲ့အလိုနာမည်ကြီးတဲ့ဘီဒင်ဆရာပုံနာတနည်းမှာတော့တခြားနယ်ကသူတည်င်းကိုကြားလို့ဘီဒင်လာမေးတဲ့လူနှစ်ယောက်ရောက်လာပါလေရောတယောက်ကအယက်သမားဖဲသမားဓားဖျားတိုက်ကြက်တိုက်ဖဲရိုက်သူများဖြစ်စီခိုးမကောင်းမှုဟူသည်များအကုန်လုပ်တဲ့သူနာမည်ကမောင်ဒနဖလောရရင်လူဆိုးပါဗျာမောင်ဒနဘေဒင်မေးတာကကျွန်တော်နောက်တစ်နှစ်နေရင်ဘာဖြစ်မလဲသိချင်လို့ဘေဒင်ဆရာပုံနာဟောပေးပါလူမိုက်ဆန်ဆန်အမေးနေပေါ့ဆိုတော့ဘေဒင်ဆရာပုံနာကသူ့ကိုကြည့်ပြီးဖြေတယ်မောင်ဒနမင်းဟာနောက်တစ်နှစ်နေရင်ရွှေအိုးထုံလုံးကောက်ရပြီးချမ်းချမ်းသာသာနဲ့နေရလိမ့်မယ်လူမိုက်မောင်ဒနကတကယ်လားဆရာကောင်းပြီဒါဆိုရင်နောက်နှစ်ကြာရင်ပြန်ဆုံးကြတာပေါ့ဆိုပြီးလူမိုက်ဆန်ဆန်ပြောဆိုပြီးထွက်သွားတော့တယ်သူနောက်တစ်နှစ်နေရင်ပြန်လာခဲ့မယ်ပေါ့ကဲနောက်တစ်ယောက်အလစ်နောက်တစ်ယောက်ကကြတော့ဖျားတရားသမားသူတက်နိုင်သမျှလူတွေကိုကူညီတယ်ဖျားတရားအမြဲလုပ်တယ်ကောင်းမှုလုပ်တယ်သူနာမည်ကမောင်တုတလူကောင်းပေါ့ဗျာမောင်တုတမေးတာကဆရာကျွန်တော်နောက်တစ်နှစ်နေရင်ဘာဖြစ်မလဲကြည့်ပေးပါဆရာဘေဒင်ဆရာပုံနာကမောင်တုတာမင်းဟာနောက်တစ်နှစ်မှာယောဂအနာဖြစ်ပြီးအသက်ဘေးနဲ့ကြုံရမယ်အတိကျဟောရရင်သေမယ်မောင်တုတာဟာစိတ်တက်ကြတဲ့ပုံစံနဲ့ဟုတ်ကဲ့ဆရာနောက်တစ်နှစ်ကြာလို့ကျွန်တော်မျိုးမသေးခဲ့သည်ရှိတော့ပြန်လာခဲ့ပါမယ်ဆရာဆိုပြီးမောင်တုတာဟာလေးလံတော့ခြေလန်းတွေနဲ့အင်ကိုပြန်သွားပါတော့လေကဲပေးတတ်တော့ရဲ့နောက်တစ်နှစ်နေရင်မောင်ဒနနဲ့မောင်တုတာသူတို့နှစ်ယောက်ဘလို့ဆက်ဖြစ်မလဲနောက်အပိုင်းတွေမှာစောင့်မျှော်ပြီးဆက်လက်အားပေးကြပါအောင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်